လမ်းဘေးဈေးတဲ့ဘွားကနေလူတကာအားကျစေရမယ့်ကြီးကျယ်ခမ်းနားလုံးနဲ့အလူပွဲကြီးကိုလုပ်ပြခဲ့တဲ့ဖတ်တီမှာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဖတ်တီမလို့ပြောလိုက်တာနဲ့ပရိသတ်တရဲ့အတွေ့အထဲမှာကန်တရားကစမ်းကြံလွန်နေဆိုပြီးတော့တွေးနေကြမှာအသေးချပါပဲနော်ဘဝကတသက်မှတ်ချင်မရှိဘူးဘဝအနှိမ့်အမြင့်အတက်ကြရှိတဲ့ဖြစ်ချိန်တိုင်ဘယ်အရာကမှတားဆီးပိတ်ပင်ထားလို့မရဘူးဆိုတဲ့စကားတွေကဖတ်တီမရဲ့ကန်တရားကတက်တည်ပြနေခဲ့ပါတယ်ဖတ်တီမကအခုဆိုရင်တော့ကန်ကြမအလှည့်အပြောင်းကြောင့်လမ်းမေးစည်းတဲ့ဘွားကနေကြီးကျယ်တဲ့အလူပွဲကြီးကိုကျင်းပနိုင်ခဲ့တဲ့အထိအလူမကြီးတယောက်ဖြစ်ခွင့်ရခဲ့ပြီးဖြစ်ပါတယ်အခုလိုကြီးကျယ်တဲ့ဆွေစကားကိုသုံးလို့ရတာနဲ့တောင်ဖတ်တီမရဲ့အလူပွဲကြီးကလူတကာအားကျရလောက်တဲ့အထိကိုကြီးကျယ်နေခဲ့တာလည်းဖြစ်ပါတယ်ဖတ်တီမကသူနေထိုင်တဲ့မန္တလေးမြို့ကြီးမှာကြီးကျယ်တဲ့အလူပွဲကြီးကျင်းပမယ်ဆိုပြီးတော့ကြိုပြောထားပြီးမြဲပြည်သက်တွေကတော့ဒီလောက်ခံရမယ်လို့မထင်ခဲ့ကြပါဘူးဖတ်တီမာကလွင်ခဲ့တဲ့လရီကလေးကအလူကြီးပေးမယ်ခန္ဓာအောင်ကျင်းပမယ်ဆိုပြီးတော့အလိုအပ်တာတွေကိုပြင်ဆင်နေခဲ့တာပါပရိသတ်တွေကတော့ဖတ်တီမာရဲ့အလူကပုံမှန်ထက်ပိုကြီးကျယ်မှဆိုပြီးတော့မှန်းထားကြပြီးမြဲတကယ်တမ်းအလူပေးချိန်မှာအလုံးအံ့ဩရတဲ့အထီကိုဖြစ်ခဲ့ကြရတာဖြစ်ပါတယ်ဖတ်တီမာကသူ့ရဲ့အလူပွဲကြီးကိုဘလောက်တောင်ခန္ဓာအောင်လုပ်ထားလဲဆိုရင်လိုင်းပေါ်မှာဖတ်တီမာရဲ့အလူအကြောင်းပလူပြအောင်ပြောနေကြတဲ့အထီပါပဲဖတ်တီမာကတော့ဖေဖော်ဝါရီလ3ရက်နေ့မှာကြီးကျယ်တဲ့ရှင်မြို့နာသားအလူပွဲကြီးကိုမန္တလေးမြို့မှာကျင်းပခဲ့တာဖြစ်ပါတယ်ရှင်ဖတ်တီမာကသူ့ရဲ့အလူပွဲကြီးကိုအခမ်းအနားဆုံးဖြစ်အောင်မနေ့ကတည်းကကြိုတင်ပြင်ဆင်ခဲ့ပါတယ်။အလူမစခင်ပထမရက်မှာပဲတရားနာဖို့ဆိုပြီးတော့မန်တက်ဆောက်ထားတာခမ်းနားပြီးတော့ရွှေအောင်တစ်ဖြက်ဖြက်လက်နေတဲ့အထိပါ။ညဘက်တွေမှာတရားပွဲပေးမဲ့နေရာကိုခန်းခန်းနာနာဆောက်လုပ်ထားသလိုအလူပွဲပထမရက်မှာတော့အားလုံးအံ့ဩရတဲ့အထိကိုပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ဖတ်တီမာကတော့တားရှင်မြို့ပွဲကိုကျင်းပဖို့အတွက်ငွေမြောက်များစွာအကုန်ခံထားတာပါ။သူရဲ့ပထမဆုံးခမ်းနားတဲ့အလူပွဲမှာအခမ်းအနားဆုံးဖြစ်အောင်တေချာပြင်ဆင်ဝတ်ဆင်ခဲ့သလိုအလူလှည့်လည်တဲ့နေရာမှာဆိုရင်လည်းခန်းခန်းနာနာဖြစ်အောင်စင်ကြီးနဲ့လှည့်လည်ခဲ့ကြတာဖြစ်ပါတယ်။ဖတ်တီမာကသူ့ရဲ့လူကိုမန္တလေးမြို့မှာခမ်းနားဆုံးဖြစ်အောင်အနုပညာရှင်ပေါင်းများစွာဖိတ်ကြားပြီးတော့လှည့်လည်ခဲ့တာဖြစ်ပါတယ်။အနုပညာရှင်ပေါင်းများစွာနဲ့အတူရှင်အောင်လှည့်ခဲ့သလိုလူအများကြားပို့ပြီးတော့ထင်မော်စီခဲ့တာကတော့စင်ကြီး73ကောင်နဲ့ဖတ်တီမာရဲ့ရွှေဘရက်ကြီးပါပဲ။ဖတ်တီမာကသူ့ရဲ့အလူပွဲမှာစင်တကောင်2ကောင်ထည့်တာမဟုတ်ပဲစင်ကြီး73ကောင်ငှားရမ်းပြီးတော့ရှင်အောင်လှည့်လည်ခဲ့တာဖြစ်ပါတယ်။ကြီးကျယ်တဲ့ပွဲကြီးဖြစ်အောင်စင်73ကောင်အပြင်ရွှေလဲရင်ငွေလဲရင်များစွာနဲ့အတူလူများပီတိဖြစ်အားကြအောင်လှည့်လည်နိုင်ခဲ့တာဖြစ်ပါတယ်။ဖတ်တီမာကတော့စိတ်ကူးတဲ့တောင်မထည့်ခဲ့ဘူးတဲ့အလူကြီးပေးနိုင်လို့အတိုင်းမသိပျော်ရွှင်ခဲ့သလိုကြီးမိတဲ့လူတိုင်းကလည်းဝမ်းသာပီတိဖြစ်ကြရတဲ့အထိပါပဲ။ဒီလိုမျိုးကြီးကျယ်တဲ့အလူပွဲကြီးကိုကြည့်ပြီးပြည်သက်တွေကဒါတို့အချင်းချင်းခေါ်ဆိုနေကြသလိုအလူတန်းရရောတဲ့ဖတ်တီမာကိုလည်းချီးမွမ်းနေကြပြီဖြစ်ပါတယ်။အချိန်ခဏလေးနဲ့အောင်မြင်အောင်လုပ်ပြီးအခုလိုလူတန်းနိုင်တဲ့အပေါ်မှာအားလုံးကချီးကျူးခဲ့ကြသလိုဖတ်တီမာအစားဝမ်းသာပီတိဖြစ်နေကြပါပြီ။ဖတ်တီမာကဆင်းရဲတဲ့ဘွားကနေပြည်စုံတဲ့ဘွားကိုရောက်လာချိန်မှာပထမဆုံးလုပ်ခဲ့တဲ့အလူပွဲကိုကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာဖြစ်အောင်လုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်အခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းအကြောင်းအရာတွေပြင်နောက်ထပ်လည်းအနုပညာရှင်တွေရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့သတင်းအကြောင်းအရာတွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါအောင်ရှင်